အားလုံးမင်္ဂလာပါဟိုတနေ့တင်နေတဲ့ပွဲလေးပါကျွန်တော်ရှုံးရခဲ့နော်ရှုံးရတယ်ကျွန်တော်ရုံးပြီးကျွန်တော်တက်လို့ပြီးလို့မရအောင်ကဲတော့ပဲဆိုစိတ်ညစ်တော့ကွာရှုံးပါလို့မစမဲဒီကောင်းကောင်းကြရှုံးပါလေတွေ့ရရှာလို့ကိုင်းမစမဲတော့ကောင်းတော့ကျွန်တော်အတင်းနဲ့ပိုင်းမစမဲစားပေါ့အဲ့လိုမျိုးရှိတယ်ဒီမှာကျွန်တော်ဘာကိုင်းကောင်းလဲမသိနော်ခဏကြောလေနေရလိုက်နော်အားလုံးပဲစားပြီနော်ပြန်ခေတန်ချင်ရတဲ့ဒီကျိုးစိုးရတယ်ဒီဘက်မှာတော့ alpha ပဲကန်လိုက်တယ်တန်ကန်မလို့ရှိဘူးဒါဆိုတော့လေအဲ့လိုလည်းပဲကျွန်တော်ကိုင်းနေတယ်တေချာဆော့အောင်မဖြစ်ပါတယ်နားလို့ကြိုးစားမှာနော်ဟုတ်တယ်မလားကျွန်တော်စကီတော့မရှိပါဘူးဒါပေမဲ့စကီနဲ့မရှိပါဘူးဒါမှအလကားပေးဆုံးတဲ့စကီနေနေပါကျွန်တော်ကဒိုင်းမုန်းလည်းမထင်နိုင်ပါဘူးအဲဒါကြောင့်အပေးကြပါလို့ပဲပြောနေပါတယ်သေးစောခြင်းလေအိုင်ကိုမပါကြီးပြပါမယ်နော်ပြည့်နေပါလေလို့နေရင်ပြည့်ဘယ်တော့မှဒီနာမည်မီလို့တော့သမီးတော့သိချင်မချက်စိတ်တော့ညစ်တယ်နော်Eva နဲ့ကဘူးဆော့ဘာမှမဆော့ဘူးဒီလိုနဲ့ပဲကျွန်တော်လိန်တစ်ခုတော့မရနိုင်နဲ့ပေါကီလိုနဲ့ရှင်မသိကျွန်တော်စိတ်မဆော့တော့ Eva မဆော့တော့ပေါကီလိုနဲ့လည်းမရှင်မသိဘူးအမေတခုရအောင်ခဲ့ပါလေပေါကီလိုတဲ့ကျွန်တော်တာဝိုင်းဒီဒီပေါကီလိုတဲ့ကျွန်တော်လည်းပဲပါဟုတ်တယ်ပေါကီလိုအခုမှဆိုတော့လည်းအရင်ရောက်ရတယ်ပေါကီလိုအတွက်လည်းလောအောင်ပေါကီလိုထိုးချက်ရေးကျွန်တော်ခံနိုင်လို့တော့ဆုံးကြကျွန်တော်မစောတယ်လို့နေတာပါကျွန်တော်စောတယ်တော့ခံနိုင်တော့ပါကျွန်တော်တက်မဆုံးနေတာဆိုဖိုင်တာသိမကန်တယ်ဘူးအဲ့ဒါဖိုင်တာထဲမှာအားကလောက်ပဲကိုင်းတတ်တယ်ဒါပေမဲ့အားကရသုံးမဝင်လာဘူးဒီထဲမှာကျွန်တော်တိတ်တော့မစောတတ်ဘူးလို့ပြောရစောတတ်တော့လို့စောတရအောင်စောတတ်တော့လို့စောတရအောင်လေဒီနေ့ဟာရတော့ကျွန်တော်စောတတ်တော့ရတယ်လို့မရရင်လည်းမစောရှုံးမယ်လို့မရရင်ရှုံးပါဘူးတော့တူပြီဟာကဲခုလောတယ်မှာကျွန်တော်ရဲ့ hyper ကြီးပဲရောက်သွားတယ်ပေါကီလိုနဲ့ပေါပြီးတော့နိုင်ချင်းဆိုတော့လေကဲဒီကောင်ခြုံနေရင်ခေါ်ရတယ်တော့မာလို့အေးတကယ်ရပါပြီဒါမသေးဘူးဒီကဆေးရလို့အရေးကြီးမသေးဘူးအရေးကြီး okay ရယ်နောက်ပြီး damage ထွက်နေတဲ့ကောင်လေးကိုပဲနှိမ်ပြီးတော့တက်အဲ့ဒါဆိုအဲ့ကောင် damage မထွက်တော့မှငါတို့နိုင်မှာလေငါကအိန္ဒိယနဲ့တကောင်းပဲထင်တယ်လို့ထင်တယ်တော့ရဲ့ထိုးချက်တီအောင်မှာကျွန်တော်မခံနိုင်တော့တွားပြီနော်ဒါသာလို့လေဟောတခုလုံးမေးတယ်Alpha ကိုင်းမှုရင်လေ Alpha ကိုင်းတော့တဲ့ Alpha Pro တွေရှိနေ Alpha ရဲ့ item လေးပါလေးပြခဲ့ပါလားလို့ကျွန်တော် Alpha item လေးသိတယ်လို့နော်ချစ်ချစ်ပြန်ပြခဲ့ကျွန်တော်တက်မယ် Pro ကကျွန်တော်ဟာမ Pro အဲ့ဒီခါလေးတော့စိတ်ညစ်ရပါ brother လို့စိတ်ညစ်အဲ့ဒါတန်တမျိုးလို့ဆိုတဲ့တော့ဒီတိုင်း
ငါကျွန်တော်တွေးပြီးရဒီကောင်လေးကထက်ကြောင်းတော့ပေါ့ကျွန်တော်တို့ထက်ကြောင်းနေတယ်ကျောင်းမရရင်စုပ်ပြီးရဲမလိုက်ကိုတောင်းတွေးဝင်ပါသွားဘုရှိကိုတမခွာစေနဲ့သူကိုရှိကွာဝိုင်းကျွန်တော်ဘာမှလုပ်လို့မရပဲနေသွားလိမ့်မယ်တော့ကိုရှိကိုသူမပေးလိုက်စေချင်ကျွန်တော်အခုလိန်နဲ့နှိမ်ထားရတဲ့အတွက်ကြောင့်ဘကူတို့ကကျွန်တော်ဘာမှမလုပ်ချင်လို့နဲ့ဒီလိုမျိုးဖြစ်မပြေးနေတွေ့လားဘာမှမလုပ်နိုင်ဖို့အရေးကြီးတယ်သူအဲ့ဒါပဲနိုင်အေးစေးရတယ်ဟုတ်တယ်နိုင်လိုက်ပြီးတော့အေးစေးရတယ်အနောက်တစ်ခုထိရတယ်နောက်တဲ့တစ်ခါထပ်ပြီးတော့ရတယ်ဟိုတော့ဒီဒါတော့မရဘူးဗျာဒါရရင်ကျွန်တော်စေတော့ကောက်စားဆိုပြီးတော့တေးလည်းမသေးပါဘူးကောင်းအဲ့ကောင်းမသေးဘူးလေကြီးဒီအိုင်းလုံးလို့လည်းစမ်းကြည့်လူကြီးလိုက်တက်နေလို့စမတီတာဝါလဲချိုးလူလည်းမသေးဘူးရေးကြည့်တယ်ဒီလားဟာဆော်လိုကြီးတုံးလိုက်အကွက်တရမဲဆိုဆော်လိုကြီးတုံးလိုက် sorry ပါကျွန်တော်ငနုလေးဆိုပါလေအဲ့ line တော့ထင်ဒီမှာဒီကောင်ဝင်မတက်ခင်တာဝါရင်ချိုးကကောင်းမယ်ဆိုရင်ဟုတ်တယ်ဆိုအဲ့လိုမျိုးမှအဆင်ပြေတယ်ကိုပြီးငါတာဝါဝင်ကြတာပြီးဟိုလေးရောအဲ့လိုလေးနော်တာဝါလေးပါလေးချိုးအဲ့လိုမျိုးရတယ်နောက်ပြီးတော့ ESP ဆိုတာဗတဲ့ဝင်ပြီးရတယ်ချိုးကောင်းတယ်လဲလိုက်ရုံနဲ့အခုကျွန်တော်ဒါချိုးလိုက်တော့ဒါလေးလုံးမယ်ပြီးရင်လိပ်ပတဲ့ကိုခုမယ်ဒါပဲအဲ့လိုမရှုံရှင်းလေးအဲ့မှာအလေးမှာအဲ့ကောင်လေးတူးလို့ဟောနေလိပ်ကမသွားသေးဘူးတင်အဲ့ကျွန်တော်ဒီကောင်အရင်ချိုးလိုက်ဟိုကျွန်တော်တိုင်နေကုန်ပါသွားလိမ့်မယ်လိပ်ပတဲ့လေးထင်းနေပြီဆိုကျွန်တော်သွားမရတော့မယ်တင်နေဟုတ်တယ်ကျွန်တော်သွားမရတော့ဟိုကောင်လည်းသွားနေပြီဆိုထားတယ်ဆိုသွားပြီအကောင်အရင်ဆုံးလို့ကြာတယ်မှာဒီနောက်ပြီးလေးတော့ထည့်ရှင်းလိုက်နော်လို့ရင်းထည့်ရှင်းလို့ဒါမှမစမ်းတော့ပူပြီးသွားလိုက်နေကြောမလုပ်ဘူးအဲ့လိုမလို့လေအဲဒီမှာဒီလေးလောက်ဆိုရင်ကျွန်တော်မနာကောင်းပါရဲ့အဲ့ဒီမှာရင်သွေးရောက်ချလာတယ်အဲ့တော့လေကြီးပဲကြီးတော့ဟုတ်တယ်မနာကောင်းရဲ့ဆိုကျွန်တော်ဘာလုပ်ကျွန်တော်ဘာမှလုပ်စရာမရှိဘူးအဲ့တော့တိုင်ပတ်တယ်မနာကိုရလောက်ထိဒီကောင်မနာနဲ့မဆိုရင်ကောင်းမနာနဲ့ဆိုရအစီမပြေလောက်ကျွန်တော်တွေးကောင်နိုင်ပါရပါဒီကောင်ကြာကျွန်တော်ဘယ်လိုလုပ်ဟိုလာကြီးလို့ပဲဒီကောင်လာပြီးခွာဒီကောင်ပွားသွားပြီဒီကောင်ပွားသွားပြီဟာကောက်စားကွာတကယ်ကောက်စားကျေးဇူးတင်ပါတယ်လို့ချမ်းမြေပါစေလို့ရတဲ့ကောင်ဝင်တဲ့ဘဝအရေးကြီးတယ်ဟိုတော့ကစားမယ်ဆာမဘကွီတို့ထိုးတာတွေပါရခံလိုက်ပြီးပါတော့တယ်ဘကွီတို့ကျောင်းနေတော့ခံရတယ်တော်ရတီဟဲ့စကီရှူဟာလာတီးရတော်တော်လေးနေတာခံရတာအဲ့တော့ဒီတဲ့နေရတော့ဘကွီတို့ကျောင်းဘလောက်နေတာလဲဆိုကြည့်ဘကွီတို့ကျောင်းနာမကိတ်အဲ့ဒီဒီမောင်လေးကျော်နေရှင်လို့ကျွန်တော်ကတာနေရလေဒီတို့လဲပိုးလို့အဲ့ကျော်သူတစ်ချက်ထွင်နားတယ်ဒါမဲ့ဒီ
ဒီကောင်ပြန်ထိုးလို့မရဘူးဖြစ်နောက်တစ်ခါပြန်ထိုးရင်ဒီကောင်ရှော့ဟောအလဲမညာကြီးရှော့မယ်နော်ရှော့ရရင်ငါမသေးသေးပြီးတော့ငါမသေးသေးပြီးတော့လည်းမလွတ်တော့ဆိုရတဲ့အတိုင်းပဲပြီးတော့လည်းမလွတ်တော့ဘူးတကယ်မလွတ်တော့ဘူးတွားရောကွာဒီတော့တွားခဲ့ဘူးလို့တော့ငါပါသေးတော့ပါသေးငါတခါပဲသေးရသေးလို့တနေ့ကောင်နှစ်ခါသုံးခါလေးခါသေးနေတဲ့အချိန်မှာငါတခါပဲသေးရကျွန်တော်ဒီဘက် MVP ရမှာလည်းမဟုတ်ဘူးဟာနာပြီးရကျွန်တော်နေရိုက်တာရနော်သူမစမဆိုတာလည်းမစိုးပါမဆဲမအောင်လေမစမဆိုတာ Absolute loyalty to the creator. An enemy has been slain. ကျွန်တော်ပြပါမူပိုင်းရောပါလေ FC မူပိုင်းတော့25ရဲ့တွေ့ဆိုပြီးအဲ့ဒါ game လေးတင်ပြီးပါဦးတော့ဒီလိုကြည့်လို့ပဲကြည့်တယ်ဆိုရမစမဝင်ကြည့်မစမကိုကြည့်ရတော့ကြည့်အကောင်အဓိကတွေ့တယ်ရှင်းနေမစမကိုအဓိကကြည့်အဲ့ဒါပဲဒီအိုင်တန်လေးရပြီးပြီကွာအဲ့ဒါတွေးတတ်တယ်အင်းပြန်မယ်မလို့တော့ရတော့ချိုးတာတော့တင်သားနေပါပြီပါပဲဒီကျွန်တော်ချိုးလိုက်တာပါပေါ့လေနေတာမဟုတ်တော့အမေဒီကောင်တွေတော့ကြိတ်မှရအောင်ဟိုနေရာပြန်ထားလို့မရဘူးဒီနေ့ကတော့ကြိတ်ရဟာဒီကောင်မဟုတ်တော့ဘူးကောက်စားနေရကြီးကနေစိတ်ကဒိုးလာပြီမင်းတည်လိုက်တယ်မင်းတည်လိုက်ဟောမင်းမဟုတ်တော့ငါစတိအစိမ့်တယ်ပြန်အဲ့ကောင်မင်းစတဲ့မင်းစွမ်းသားနေမင်းလုံးဘာမှမလုပ်တော့ဗီဒီယိုမင်းဘာမှမလုပ်တော့မင်းစွမ်းသားနေဘာမှမလုပ်အဲ့တကယ်ဆိုငါမီးမြင်တော့ရတယ်တော့သူဟာလုံးနေဒီနာနာရနာနာအောင်ဒီကိုကြီး Our turret has been destroyed. ဟာဘာကိုတပူလေးလေးပဲစတုံးဟာဒီပါကွာကောက်စားနေလိုက်ချင်းအေးအောက်လင်းသွားပြီငါအဲ့ဒါနေစားတကယ်ရအောင်ငါတို့နေရနေဘယ်လဲမသိအောက်လင်းကိုတခါတည်းလို့တော့အေဒီကမတုံးတော့ကျင်းလာတော့ကျင်းအေဒီတုံးနေနေမှာကျင်းလို့ဟာဒီကောင်ဟုတ်ပြီကျေးဇူးပဲတိုင်နေမခေါ်ရလို့ဆောင်းရွာဆောင်းနေမှာတွေ့တိုင်နေမခေါ်ရလို့ဆောင်းတော့ကောက်တော့ဒီလေးပြီးလိုက်တော့အဲ့လိုက်အဲ့မှာဆိုမှပဲဒီကောင်းထဲမှာလာတွေ့နေရလို့ပစ္စည်းနိုင်သွားပါပြီဟာချုံ MVP ရပါဟာဆရာကြီးလေဆိုတာ MVP ရပါပြီကျွန်မကိုင်းတဲ့ဘူးနော်ရင်းနေတယ်ဟိုကျွန်မထင်အောင်ဆိုတာဒီဟုတ်တယ်အားကြောင့်ရင်တော်တယ်အားလုံးလိုက်ပြီးနေကျွန်တော်ရင်တော်ကြတယ်တော့ကောဒီနေ့တော့ဒီလောက်ပါပဲပွင့်နေ14မိနစ်လောက်နဲ့ပြီးသွားတယ်ပွင့်နေဘယ်လောက်ပြီးသွားလဲကြည့်လိုက်အောင်14မိနစ်မဟုတ်ပါဘူး7မိနစ်ကျော်လောက်နဲ့ပြီးသွားတယ်
ဟာဂျာနေနေ12မိနစ်နဲ့48စက္ကန့်စနေတမန်ရဆိုစနေတမန်နဲ့မပြီးသွားနော်ကျွန်တော်ဟိုဘက်ကပတ်ကွီတော့ကျွန်တော်ဘယ်လောက်နိုင်လာလဲဆိုတာကြည့်လိုက်တော့ရှုရှင်းနေတော့အဲ့ဒါပဲကျွန်တော်နိုင်နေလို့အဲ့ဒါကိုပြောတာကဲဒီနေ့တို့ဒီလောက်ပါပဲအားလုံးဘိုင်းမယ်ပါ